မင်္ဂလာပါဗရိတ်လိုင်းသမားတွေအတွက်ပါနော်ဗရိတ်မှဒီတန်ထိုးခြင်းနဲ့ဆိုတဲ့သူတွေအတွက်ဗရိတ်ဒီတန်ထိုးခြင်းတဲ့သူတွေအတွက်အခုကျန်တဲ့ဒီ3ရက်မှာထိုးရမယ်ဗရိတ်လိုင်းပြောပြမယ်နော်အခုကျွန်တော်တနင်္လာနေ့မှာ3/2/80ကျွန်တော်အရင်ပြထားဖို့ရစိုက်ဆရာလေးပြင်းရင်းမှုအတွင်းနှလုံးပေါင်းခြင်းဒီအတွင်းနှလုံးပေါင်းခြင်း3 ရက်ပြည့်ဖြစ်ရင်9 3 ပြည့်2 ရက်3 ရက်အတွင်းမလာတယ်။ဒီ1ရက်မလာဘူး2ရက်3ရက်ရက်လွန်4ရက်ဒီအကြတော့ဒီ4ရက်အတွင်းမှာဘာလာမလဲဆိုတော့9 3 ပြည့်နော်ဒီ3ရက်အတွင်းမှာ9 3 ပြည့်ရှိအဲ့ဒါကိုအရင်ဆက်ပြဖို့နော်ဆက်ပြဖို့လေဒီမှာဒီနားနေပြန်ဒီမှာနည်းလောက်ငင်ငွေးလေးထည့်လိုက်ဒီမှာအလေ3 ပြည့်ဖြစ်တော့9 3 ပြည့်လာတယ်နော်ဟောကြောဒီမှာအလေ3 ပြည့်ဖြစ်တယ်9 3 ပြည့်လာတယ်အလေ3 ပြည့်ဖြစ်တယ်9 3 ပြည့်အလေ3 ပြည့်ဖြစ်တယ်9 3 ပြည့်ဆိုတော့ဒီမှာအလေ3 ပြည့်ဖြစ်တယ်ဆိုတဲ့အတွက်9 3 ပြည့်ဒီ3မှာ9 3 ပြည့်လာမယ်အဲ့ဒါပထမတစ်ခု9 3 ပြည့်က2ခုဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါနံပါတ်2လို့ပြောနံပါတ်2ပေါ့နံပါတ်1ဗရိတ်ကနံပါတ်1ဦးစားပေးဗရိတ်ကဘာလဲဆိုတော့နံပါတ်1ဦးစားပေးဗရိတ်ကဒီမှာကျွန်တော်တို့ဒီမှာအရင်ပြီးခဲ့တဲ့ဘက်ကတောက်ကြညနေအပိတ်နဲ့sorry ဒီမှာဒါတနင်္လာညနေအပိတ်နဲ့တောက်ကြညနေအပိတ်တောက်ကြညနေအပိတ်နဲ့တနင်္လာညနေအပိတ်တူရဲလို့ရှိရင်အဲ့ဒီတူတဲ့ကဏ္ဍဟာနောက်တစ်ပတ်မှာဗရိတ်အနေနဲ့ဆင်းတယ်အဲ့ကြတော့ဒီမှာ6 ပိတ်6တူတဲ့တော့ဒီမှာဒီနေရာမှာ6 ပိတ်လာအောင်မယ်6 ပိတ်နော်ခုကျန်တဲ့3ရက်အတွင်းမှာ6 ပိတ်နံပါတ်1ဦးစားပေးနေနဲ့6 ပိတ်ရှိတယ်9 3 ပိတ်ရှိတယ်6 ပိတ်ထွက်နေတဲ့အဆင့်ကိုဒီလေးလိုင်းသားကလန်နာမှာလိုက်ကြည့်မယ်ဒီမှာ9တူတဲ့အတွက်နောက်တစ်ပတ်မှာ9 ပိတ်တနင်္လာအင်္ဂါဗုဒ္ဓဦးမှာထွက်တယ်ဒီမှာ4တူတဲ့အတွက်4 ပိတ်တနင်္လာအင်္ဂါဗုဒ္ဓဦးမှာထွက်တယ်9တူတဲ့အတွက်9 ပိတ်အင်္ဂါမှာထွက်တယ်9တူတဲ့အတွက်4 ပိတ်အင်္ဂါမှာထွက်တယ်4တူတဲ့4 ပိတ်အင်္ဂါမှာထွက်တယ်3 တူတဲ့အတွက်3 ပိတ်အင်္ဂါမှာထွက်တယ်3တူတဲ့အတွက်3 ပိတ်တနင်္လာမှာထွက်တယ်2တူတဲ့အတွက်2 ပိတ်အင်္ဂါမှာထွက်တယ်6တူတဲ့အတွက်6 ပိတ်အင်္ဂါမှာထွက်တယ်ဒီမှာ6ထက်တူတဲ့6 ပိတ်အင်္ဂါမှာထွက်တယ်6ထက်တူတဲ့6 ပိတ်တနင်္လာမှာထွက်တယ်နော်ဒီမှာ3တူတဲ့အတွက်3 ပိတ်အင်္ဂါမှာထွက်တယ်3တူတဲ့အတွက်3 ပိတ်တနင်္လာမှာထွက်တယ်1တူတဲ့အတွက်1 ပိတ်တနင်္လာမှာထွက်တယ်ခွန်တူတဲ့အတွက်ခွန် ပိတ်အင်္ဂါမှာထွက်တယ်နော်ဒီမှာ9တူတဲ့အတွက်9 ပိတ်တနင်္လာအင်္ဂါဗုဒ္ဓဦးမှာထွက်တယ်အဲ့တော့ဒီကလန္နာတစ်ပြင်လုံးမှာနော်တနင်္လာညနေအပိတ်နဲ့တောက်ကြညနေအပိတ်တူလို့ရှိရင်တူတဲ့ကဏ္ဍဟာဗရိတ်ဟာဗုဒ္ဓဦးမကျော်ဘူးထွက်နေဗုဒ္ဓဦးမကျော်ဘူးထွက်နေတဲ့ဖြစ်တဲ့အတွက်ခုဒီနေ့18ရက်နေ့နော်9 လပိုင်း18ရက်နေ့ကျွန်တော်တို့ဒိတ်ကဘယ်နှမှာတက်လိုက်မလဲဘယ်နှမှာတက်လိုက်18ရက်နေ့9 လပိုင်း2025အတွက်အကောင်းဆုံးဗရိတ်က6 ပိတ်ပါ6 ပိတ်နော်6 ပိတ်ပထမဦးစားပေးအနေနဲ့ကျွန်တော်တို့ဒီဗုဒ္ဓဦးမကျော်ထွက်နေတဲ့အတွက်ဒီဗုဒ္ဓဦးနေ့ကိုမနှမ်းညကို6 ပိတ်လိုက်ဦးစားပေး6 ပိတ်ကိုလိုက်မယ်6 ပိတ်ထွက်ပြီးဆိုမှ9 3 ပိတ်ကိုလိုက်မယ်နံပါတ်2ဒါကြောင့်လဲဆို3ခုလုံးလိုက်လို့ရှိရင်အမြတ်နည်းသွားမယ်ဆိုတဲ့အတွက်6 ပိတ်ကိုအရင်လိုက်မယ်6 ပိတ်လိုက်ပြီးတော့6 ပိတ်ထွက်ပြီးဆိုမှ9 3 ပိတ်ကိုလိုက်မယ်တကယ်လို့6 ပိတ်မလိုက်ချင်ဘူးဆိုရင်9 3 ပိတ်2ခုတော့လိုက်ဒီကောင်း2ခုလိုက်ရမယ်ဒီကောင်း1ခုလိုက်ရမယ်ဒီတစ်ခုလိုက်ပြီးမှဒီ9 3 ပိတ်လိုက်တာကောင်း9 3 ပိတ်ကလည်း1ခုထွက်ပြီးရင်နာဆိုတော့အနည်းဆုံးဖြစ်တဲ့ဒီ6 ပိတ်အကောင်းဆုံး6 ပိတ်ကိုပဲလိုက်မယ်နော်ဒီ6 ပိတ်
6 break ပြထားတာကဆရာတူလေးဆရာကောင်းဆက်သူပြရမှုပါဒီ939 break ကတော့ဆရာလေးပြီးငင်းရမှုပေါ့မိတ်ဆွေတို့အဆင်ပြေရအောင်သုံးနိုင်ပါတယ်အားလုံးအဆင်ပြေအောင်မြင်ကောင်းကြပါစေကျွန်တော်ကတော့6 break ထိုးမှာပါ